ကြီးများဆရာမကြီးများဘမောက္ခကြီးများအားလုံးပေါ်လေပညာရှင်များစိတ်ဝင်စားတဲ့မြန်မာသားစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်များအားလုံးကိုကျွန်တော်လေးစားပါကြောင်းမင်္ဂလာပါလို့ဒီလူကွန်ဆက်ပါလေကျွန်တော်ကအသက်အရွယ်ကြီးသွားပြီဆိုတော့တိတ်ပြီးတော့အချိန်ယူလို့မကောင်းပါဘူးကျွန်တော်ခတ်တော့ပဲကျွန်တော်လုပ်ဆရာရှိတော့လုပ်ပြတယ်အဲ့တော့ကျွန်တော်တာဝန်ကဘာလဲလို့ဆိုတော့ကျွန်တော်အဖေကြီးကကျွန်တော်သင်ယူရရှိထားတဲ့လင်္ကာဝဇနာဆိုတဲ့ဒီရှေးရိုးရာဒီယဉ်ကျေးမှုကိစ္စစာပေကိစ္စလေးကိုကျွန်တော်ကလက်ဆင့်ကမ်းမှုပါကျွန်တော်တာဝန်ကျွန်တော်တင်ထားတဲ့ဟာလေးကျွန်တော်ရထားတာလေးပြန်ပြီးတော့လက်ဆင့်ကမ်းမှုတာဝန်မှာပဲဆရာဦးစောထွန်းကကျွန်တော်ကိုကူညီတောင်းပါတယ်တာဝန်ပေးပါတယ်အဲ့တော့ကျွန်တော်ကနည်းနည်းမှညင်းဆန်ဝန်းတာမဟုတ်ပါဘူးဆရာလည်းကျွန်တော်လေးစားကြောက်လည်းကြောက်ပါအဲ့တော့တော့လေကျွန်တော်ဆူမပြခင်ကျွန်တော်ပြမယ်ပစ္စည်းလေးအကြောင်းလို့တော့ကျွန်တော်ပြောမှဖြစ်တယ်ဒီပစ္စည်းတွေရောဗျာကြည့်ရဗျာလို့လို့မဖြစ်ဘူးဒီပစ္စည်းကဘာလဲဆိုတာလေကျွန်တော်အဲ့ဒါလေးတော့ပြောရပါမယ်ဒါမဆိုးခင်တချင်းဆိုတာကြဗျာတချင်းမဟုတ်ဗျာဒါကြဗျာဖတ်ပေါ်ရစိုက်တင်းနဲ့ကြဗျာဖတ်တဲ့နည်းပါအဲ့ဒါဘာလဲဆိုတာတော့ကျွန်တော်ပြောရမယ်ဟာလေးရှိပါတယ်ဒါလေးကိုနည်းနည်းတော့ပြောပြကျွန်တော်ကငယ်ငယ်တုန်းကကျွန်တော်တို့အဖေရဲ့စီကံတစ်ခုရှိဘာလဲလို့ဆိုတော့သူ့သားသမီးတွေအားလုံးဒီမူလာတန်းမတက်ခင်ကလေးကတချင်းဆိုရမယ်တီးရမှုတ်ရမယ်ပကြီးရရမယ်ဆိုပြီးတော့သူကဒီစီကံသူလိုအင်ဆန္ဒတိုင်းစီကံလုံးတယ်အဲ့တော့ဝါဒနာပါမမပါမပါရမီရှိမှမရှိမှဒါတွေသူနည်းနည်းမှပြီးမဆိုင်မင်းတို့ဆိုကြတီးကြအယုံရေးကြပကြီးရေးကြအဲ့ဒါပဲအဲ့ဒါကျွန်တော်တို့ဒီမူလာတန်းကျောင်းကိုမတည့်ရသေးဘူးကာကြီးခါဝေးကိုမသင်ရသေးဘူးတခြင်းကဆိုးနေရပြီအယုံကလည်းရေးနေရပြီအဲ့လိုရှိတယ်အဲ့လိုလုတ်လိုက်တာဟာ၄တန်းလောက်ရောက်တော့မှသူကဘယ်လိုဖြစ်တော့လဲဝါသနာမပါတဲ့အကောင်ကြီးရက်လို့ရပြီဒီလိုဝါသနာပါတဲ့အကောင်ဆက်လို့မင်းဘယ်လောက်ကြီးလှုပ်ချင်တယ်လဲဒါငါတောက်ဒီလိုမျိုးဒါတိုးအောင်ကျွန်တော်ပြောရတာအဲ့လိုနီးနေကျွန်တော်တို့ဒီမောင်နှမသားချင်းနဲ့မှအဲ့ဒီဟာကိုဒီဆိုရတီးတာပကြီးရေးတာတွေဝါသနာပါတဲ့အကောင်ကကျွန်တော်ဖြစ်နေပြီကျွန်တော်သင်တာ၄နှစ်လောက်သင်တဲ့ခါကျတော့အဓိကအားဖြင့်ဂီတနဲ့ပတ်သက်လို့ကမြမရိုးရာမဟာဂီတအဲ့ဒါကိုသင်သူတတ်တာလည်းသင်ပေးတယ်သူတတ်တာကိုကျွန်တော်တစ်နှစ်လောက်သင်တာသူရှိမှရှိတာကုန်သူလေးလာတာသူပတရားတီးတယ်သူကသချင်းနဲ့ဆိုတယ်ဆိုတာတော့မဟုတ်ပါဘူးသူကွယ်လွန်ငါသွားရောကျွန်တော်အကုန်မရလိုက်ပါဘူးသူတီးတဲ့ပတရားကတော့တစ်နှစ်ဆိုတော့ကျွန်တော်ကုံတော့သူမရှိတော့အလင်းငါကျော်စွာဆရာဘာကလေးဆိုတာရှိတယ်အဲ့ဒီအလင်းငါကျော်စွာဆရာဘာကလေးနဲ့ကျွန်တော်ဆက်တယ်တော့ကျွန်တော်ကဒါအဲ့ဒါနဲ့နောက်ထပ်3နှစ်သင်တော့မဟာဂီတမှာဒီပညာရှင်ကြီးများသိကြတဲ့အတိုင်းကျိုးဝဲသချင်းကဒါတန်ရိုးလို့ခေါ်တယ်အဲ့ဒါပြီးတော့မှတန်ဇန်းဆိုရယ်ပတ်ပြိုးရယ်ရိုးရရယ်မွန်နဲ့ဒီလေးဝိသံကလောကနာဗတိရဘာဘောရဘာညာနဲ့ဆိုပြီးတော့အများကြီးဒါတန်ဇန်းနေလို့ခေါ်တယ်အဲ့ဒါတွေလည်းသင်တော့ဗျာပြောကြပါလို့တူကျွန်တော်၄နှစ်လောက်သင်ပြီးပြီ၄နှစ်လောက်ဆိုတော့တော်တော်ကိုစုံသွားပြီအဲ့ဒီဟာကြီးစုံသွားတော့ကျွန်တော်အဖေဘာပြောလို့ကျွန်တော်အဖေဆိုးနေတဲ့ဒီရလူလူရကန်တို့အဲလိုအိုင်တို့ဒီလူရာတို့ဒီဟိုတန်ဂျိုတို့ဘာညာပေါ့လေအဲ့ဒါတွေကျွန်တော်သင်နေတယ်အဲ့ဒါတွေလည်းသင်ပေးပါလို့ပြောတော့
သူကဘာပြောလဲနေဦးကွာမင်းအခုစဉ်လို့မရသေးဘူးတဲ့ဘာလို့ဒါနည်းနည်းရင့်မဲ့ကိုလိုတယ်အဲ့လိုကျွန်တော်ကငယ်ပြီးရှိနေတာကျွန်တော်အဲ့လိုမှ14-15နှစ်ပဲရှိတယ်ဘယ်သိမှာဘယ်နဲ့ရောငါတချင်းနေမဟာဂီတကဒီတန်ရိုးရောတန်စမ်းနေရောအများကြီးသင်ပြီးပြီဒီအရကားနားလေအောင်ပြောရအပုပေါင်း100ကျော်တီးပြီးဆိုပြီးနေပြီဘယ်နဲ့ကြောင့်ရင့်မဲ့ဘယ်လိုရင့်မဲ့ကျွန်တော်နားမလဲကျွန်တော်ဖေကလည်းရှင်းရလဲနားလေမဲ့အကောင်မဟုတ်ဘူးဆိုတဲ့သဘောလားဘာလားမသိဘူးကျွန်တော်မပြောအခုမတင်နေဘူးကွာငါရင့်တာမဲ့တာစောင်းမယ်ပဲပြောဟုတ်ကဲ့ခင်ဗျာဒီကလည်းအဲ့လိုနေလိုက်ဘယ်လောက်နေရမလဲကျွန်တော်10နှစ်လောက်နေရနောက်ကကျွန်တော်လည်းမတောင်းဆိုပါဘူးဒါပေမဲ့အိမ်မှာဘောနေရင်တိုင်းရင်ဆိုရတီးရကျွန်တော်လုပ်တော့10နှစ်လောက်နေတော့ကျွန်တော်ခဝေးဝေးမှာစိုးနေတာကိုလှမ်းခေါ်ခိုင်းတော့ဖိုးညိုဆိုတဲ့ကောင်ကကျွန်တော်ငယ်နာမယ်ဖိုးညိုပါအဲ့ဒါခေါ်လာကျွန်တော်သူ့ရှိရောက်တော့ဟဲ့ကောင်မင်းအခုလောက်ဆိုရင်မင်းတင်လို့ရတော့ပြီကွာလေသူဆိုလို့လည်းမှဲ့တယ်ဆိုတဲ့ခါမျိုးနဲ့တူပါလေကြည့်ရတာအဲ့ဒါနဲ့ကျွန်တော်တင်ခွင့်ရကျွန်တော်တင်တဲ့ခါကျတော့ငါချင်းနဲ့တိုင်းမဲကွာမင်းမဆိုးဘူးလေဘယ်လိုမဆိုးတာလဲကျွန်တော်ဘာမှမသိဘူးကျွန်တော်ရရောဆိုတော့ရကန်းလဲဆိုရပြီးပေါ်အဲလဲဆိုရပြီးပေါ်ဗျာနောက်လေလို့ဘာလို့ညာလို့အဲ့ဒီဘာဒီလေကျွန်တော်တော်ဆိုရတော့မှကျွန်တော်ဖေကဘာလို့လို့ကျွန်တော်လက်ဆွဲပြီးတော့ချီးတော့အဲ့လို15နှစ်16နှစ်သားလဲဖေလို့တယ်လက်ဆွဲခေါ်သွားတယ်ဗျာကျွန်တော်တို့ကအဲ့ဒီချိန်ကြီးခလေးလို့ပဲသူကသဘောထားတယ်ကျွန်တော်15နှစ်ဆိုတက်ကူတော်ရောက်နေခေါ်သွားဘယ်ခေါ်သွားလဲမန္တလေးမြို့စကိုင်းတန်းကတိုက်ထက်ခေါ်သွားတယ်အဲ့ဒီမှာဘလူရှိလဲလို့ဆိုတော့ဒီတစ်တော်မင်းကြီးဦးမောင်မောင်ကျော်ဆိုတာရှိတယ်သူကမင်းဆွေမင်းမျိုးအဲ့ဒီလိုနန္ဒလိဘာညာယဉ်ကျေးမှုဘာညာတွေဘာတွေကိုအများကြီးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးကျွန်တော်ဘေးသူ့အကိုကြီးလို့ခေါ်တယ်အကိုကြီးကျွန်တော်သားဟာအဲ့ဒီရရုတွေရကန်နေအဲ့ဒီအိုင်းနေဆိုပြီးပင်ပြီးဟုတ်လားဖြစ်ရလားဖြစ်မဖြစ်ကျွန်တော်ဒီမှာလာပြီးတော့ဒီကောင်ဆိုပြခိုင်းလှုပ်ရှားกว่าတဲ့ကောင်းတာသူကဦးမောင်မောင်ကျော်ဆိုအဲ့ရလည်းရောင်းနေပက်လက်သူကအတော်ကိုနေမကောင်းရှာဘူးတက်ကြည့်ဒါပေမဲ့စိတ်ပါလဲပါဆိုခိုင်းကျွန်တော်အဲ့ဒီဂရင်ဘေးမှာဆိုပြရငါလည်းဆိုဖို့ရလူလည်းဆိုဖို့အန်လည်းဆိုဖို့အဲလည်းဆိုဖို့ဆိုပြတော့မတော်လေးပြည်စုံသွားတဲ့ခါကျတော့သူကဘာလို့လို့ဆိုတော့တာဓုဆိုပြီးတာဓုသုံးရင်ခေါ်တယ်အဲ့ဒါကအဲ့ဒီမြန်မာမှုတွေပတ်သက်တဲ့ဆရာကြီးများရဲ့အတိုင်းဝိုင်းမှာအဲ့ဒါ certificate ပေးလိုက်တာအောင်လက်မှတ်ပေးတာကျွန်တော်ပြောတယ်မင်းအောင်သွားပြီကွာဇာမအောင်သွားတာဓုသုံးရင်ခေါ်ကျွန်တော်ဖေကသူအကူကြီးဆိုတဲ့နှုတ်ဆက်ကျွန်တော်ခေါ်ပြီးတော့ဘယ်ထပ်ခေါ်သွားတယ်ဆိုတော့မန္တလေးကျုပ်အနောက်ဘက်ကနေဝင်ရတယ်ဒီဝိုးစာကတထေးတန်းကဝင်းကြီးထူလဲဝင်သွားတယ်အဲ့ဒီမှာဘလူရှိလို့ဆိုတော့ရှင်းနေကြီးဥခင်မောင်လွေးဆိုတာရှိတယ်သူကလည်းစောင်းလက်တီးတယ်သူကလည်းပညာရှင်ကြီးပဲသူကတော့အဲ့ရတယ်မှာမဟုတ်ဘူးအတော်ကိုချမ်းပါလေသူလည်းအလားတူကျွန်တော်ဆူပြပြန်သူကလည်းအလားတူပဲဒီအောင်လက်မှတ်ကပေးပြန်ဓာတုပေါ့လေသုံးကြီးပေါ့လေဆိုပြီးကျွန်တော်အောင်သွားတယ်ကျွန်တော်ဘာကြောင့်ဒါပြောပြနေရလို့ဆိုတော့ကျွန်တော်ဆူပြမယ်လင်္ကာဝဇနာဆိုတဲ့ရှေးကစာပေတွေပေါ့အဲ့ဒီစာပေတွေကိုဖတ်တာပြုတာ ਨੇ ပတ်တယ်လို့ဟာလွယ်ကူမဟုတ်တဲ့အကြောင်းကျွန်တော်လွယ်ကူနဲ့သင်လာခဲ့ရတာမဟုတ်တဲ့အကြောင်းပေါ်စီခြင်းလို့ကျွန်တော်ပြောပြနောက်ဘာကြောင့်ဒါအရေးကြီးတယ်ဆိုတာလေကျွန်တော်ဒါလေးလည်းပြောပြစီအဲ့တော့ထားပါကျွန်တော်အဲ့ဒါကြနောက်ကျွန်တော်အနုပညာကျောင်းအုပ်ဖြစ်ကျွန်တော်စီမှာအများကြီးဒီမဟာဂီတကိုသင်ရတဲ့အကြောင်းသားတွေရှိအဲ့ဒီထဲမှာကျွန်တော်ကဘာလို့ရတော့ဆိုတော့သူတို့မေတ္တာရက်ခံတဲ့အတွက်ဒီလင်္ကာဝဇနာကို
ကျွန်တော်ကသင်ပေးဖို့ကြိုးစားသူတို့တောင်းဆိုလို့ပါကျွန်တော်ကတော့ကျွန်တော်အဖေလိုစိတ်ဖြစ်သွားပြန်တယ်ဒီကောင်တွေဟာမမဲ့သေးဘူးဆိုတာဖြစ်တယ်ဘာလို့ဆိုတော့ကျွန်တော်ကျောင်းသားတွေက3နှစ်သင်တန်းဆင်းတဲ့ကောင်3နှစ်မပြောနဲ့ဒီ4နှစ်သင်တန်းအကောင်ကိုမမဲ့ဘူးဖြစ်အဲ3နှစ်သင်တန်းကောင်တွေလည်းကျွန်တော်မမဲ့ဘူးပဲယူစားထင်းတဲ့အတိုင်းပဲသင်လိုက်လို့ရှိရင်မနှီးစားကျွန်တော်ပြောကြမလို့မင်းတို့မရသေးဘူးကွာလို့ကျွန်တော်ပြောကြမလို့သူတို့ဟာသူတို့3နှစ်ဆိုတော့အဲ့ဒီညာလေးတော့ရှိတယ်မဟုတ်ဘူးတဲ့ဆရာကြီးဆိုတော့ကျွန်တော်ဆိုတာကျမဆိုတာမတူဘူးဆိုတော့သူတို့ဘာလို့ဆုံးဖြတ်ပြီးတော့မရကြကျွန်တော်အဲ့ဒီမှာ9နှစ်လောက်ခဲ့ကျွန်တော်အဲ့ဒါနဲ့ပတ်သက်လို့သင်ပေးလို့ရတာမင်းမော်တဲ့ကျောင်းသားတယောက်ရှိဒီကျောင်းသားလွယ်လွယ်ကူကူမဟုတ်ဘူးကတော့ဒီမန္တလေးပန်ပြကျောင်းမှာ9နှစ်နေတယ်အဲ့ကောင်အခုမုံရွာမှာရှိသူကမင်းမဟောဆိုတဲ့နာမည်နဲ့မဟာဂီတကိုသင်ပေးတဲ့ဒီ private ကျောင်းဖွင့်တာနာမည်ကြီးခုချိန်လေးရှိပါတယ်သူ့နာမည်မင်းမဟောတယ်သူပဲသူကလည်း9နှစ်လောက်နေတော့မှဆရာကြီးကျွန်တော်အဲ့ဒါရကြဟုတ်ပြီဒီလိုတော့ရှိတယ်ရှင်းပြပြီးသင်ပြီးတော့သူရတဲ့အခါကျတော့ဆရာကြီးတိတ်မနေဘူးထင်တယ်ဖြစ်ပြဒါနဲ့သူကမလျှော့သူကမုံရွာကိုပြန်သွားပြီးသူကျင့်ချိုးဟိုလိုဒီလိုအဲ့တော့အတန်ဖမ်းတာတွေပါလေဟုတ်နေပြီသူ့ရှိမှာပါသွားတယ်ကျွန်တော်ဆိုထားတာဒီကောင်တစ်နှစ်လောက်ကြိုးစားအဲ့ချိန်မှာသူဆရာဖြစ်နေပြီနော်တစ်နှစ်လောက်နေတော့ပြန်လာဆိုင်ကျွန်တော်စာမွေးပြန်ဖြည့်မှန်တယ်မင်းမောင်နှိပ်ပြီကွာမင်းအခုဟုတ်လားဒါကြီးကဘယ်လိုနှိပ်တာလဲဆိုတာအနုပညာသဘောအရာပြောရင်လိပ်ပြာတို့ဝိညာဉ်တို့အသက်တို့ဆိုတာမျိုးရှိတယ်ဒီဆိုဟန်ပြုဟန်အတန်ထွက်ဟန်ဖတ်ဟန်လို့ရှိတယ်ရှိတော့အဲ့ဒါပါလာပြီသူပြောဟာမင်းဝန်တာကွာမင်းငါသင်ပေးတာတဲ့တဲ့မှာမင်းတယောက်ပဲရတာသူလည်းဝန်သွားပြီးပြန်သွားတာပေါ့ဒါကျွန်တော်ပြောပြတာပါအဲ့ဒီနောက်ကျွန်တော်ဖခင်ကြီးရဲ့မိတ်ဆွေဆရာဦးစံထုံးအပန်းနဲ့တော်တော်ကောင်းသူကလည်းဒီကျွန်တော်အဖေရွှေပြည်ဝရည်ရတယ်ဒါတွေရကြတော့သူကလည်းအဲ့ဒီဟာတွေအတန်ဖတ်တာတွေရှိတယ်အဲ့ဒီခုနကဆရာဦးစောထုံးဟောသွားတာလို့ပါပဲမန္တလေးတက္ကသိုလ်အဲ့ဒီနန္ဒလေးဟောပြောတဲ့အစီအစဉ်တွေကနေတော့ရအောင်ကျင့်လို့မရဘူးဆရာကြီးကကွယ်လွန်လာသွားရောဆရာဦးစံထုံးဒီလင်္ကာဝဒနာတွေမအောင်မြင်ဘူးဒီပြန်လူတော့ဘယ်လိုပြောလဲမသိဘူးကျွန်တော်တို့လာပြောဒီကောင်ဝင်ပြီငါမရဘူးကွာတဲ့ငါအတန်တော့ကောင်းတာအဲ့လိုရှိတယ်အဲ့ဒီလိပ်ပြတစ်မျိုးရှိတယ်ဘာမှမသိဘူးအဲ့ဒါဒီဟာရင်ရှိတာမဟုတ်ဘယ်ဟာမဆိုရှိတာပါတဲ့အလွတ်ကျက်ထားတာကတတ်တာပညာရလို့ရသွားရင်လိပ်ပြဆိုတဲ့အကောင်ပါလာတာတတ်တာပါလို့ရှင်းပြရှားစမ်းတော့ကျွန်တော်ဆရာပါသို့တော့ဂီတနဲ့ပတ်သက်တဲ့သူကလည်းကျွန်တော်ခေကောင်ဝင်းပြီအဲ့ဒါဘာဖြစ်တာလို့တော့မေးပေါ်ရကျွန်တော်ပြောတယ်အဲ့လိပ်ပြလို့ဝิญဉ်လို့အဲ့ဒီကကျွန်တော်အဖေပေးသွားတာလေပါဒီကောင်ရှိတယ်ကွာအဲ့ဒါနောက်မှပေးသွားတာအဲ့တော့ကျွန်တော်ကဒါဘာကြောင့်ပြောချင်တာလဲလို့ဆိုတော့အဲ့လိုအသင်ရအဆိုရအပြုရဒီတောတာဝဇနာတွေပို့ပြီးတော့ခက်တဲ့ကိစ္စဆိုတာပေါ်လာကိုပြောချင်တယ်အဲ့ခက်တဲ့ခါကျတော့ဘာဖြစ်တုံးလို့ဆိုတော့လိလာလိုက်စားမဲ့လူထိမ့်သိမ့်မဲ့လူရှားကုန်တဲ့ခါကျတော့အခုကျွန်တော်ရိုးသားသားပြောရမယ်ဒီလိုဟာမျိုးကိုကျွန်တော်မဆိုဘဲနဲ့နောက်ထပ်တစ်ယောက်ဆိုပြဖို့ဘလူကိုညွန်မလဲဆိုရင်ကျွန်တော်ဘုသူတ္တနဲလို့လာတော့မှပြောတာကျွန်တော်ညွန်ရမရှိကျွန်တော်တိတ်သဘောကျတဲ့ရည်တန့်ရှိရှေးရိုးရာမဟာဂီတအများကြီးလေ့လာတာသူ့ကိုလည်းကျွန်တော်ညွှန်းလို့မရသူကမန္တလေးပန်ပြာကျောင်းမှာလာပြီးသူကလေ့လာအဲ့ဒီတော့သူ့ဆရာဆောင်းဆရာဦးမြင့်မောင်နဲ့ကျွန်တော်စီကသင်ခိုင်းတော့သူကနည်းနည်းသင်ကြည့်ပြီးလန့်သွားဘာမဖြစ်သေးဘူးလေဆိုပြီးတော့သူကကျွန်တော်ပြောတာမစောင့်ပါဘူးသူကသူကိုဆိုခုချိန်လေးသူကဆိုတာစောင်းမှုခင်ဆိုတာဆိုဖို့ကြိုးစားတယ်မဖြစ်ဘူးအဲ့တော့တကယ်အရင်တော့ရကန်းဦးတင်တာရှိ
သူကရကန်နဲ့ပတ်သက်လို့နာမည်ကြီးတယ်သူကဒေါ်စောမြအေးကြီးရဲ့ခင်မိုးသို့တော့သူကလည်းကိုယ်တော်သားမရှိတော့ရကန်ဦးတင်ဘယ်လိုဆိုလဲကျွန်တော်လည်းမသိအခုတော့ဘလောက်တောင်ကျွန်တော်ကအားငယ်လာတော့ကျွန်တော်ပဲရှိတော့ကကျွန်တော်အတန်နဲ့တွင်းထားတယ်တွင်းထားခဲ့မယ်ပေါ့လေတွင်းမိသားလဲတော်တော်များများရှိပါတယ်ဘာလို့လို့ဆိုတော့ဒါဟာရှေးတုန်းကစာရီပေတွေအမှုစာပေတွေရေးတဲ့အခါမှာအဲ့ဒါတွေဘယ်လိုဖတ်ကြတယ်လဲဘယ်လိုလဲဆိုတဲ့အလေးအထားလွယ်လွယ်ကူကူမဟုတ်ဘူးမိဂါမတ်တာဖတ်သွားတာမဟုတ်ဘူးသူတို့တန်နေသန္တာနဲ့မှင်းနဲ့မောင်းတယ်ဖတ်တယ်အတန်အထားသူတွေပြောကြလို့ဆိုလို့ရှိရင်ဒီတေးသွားသဘောတရားပါစီဝါသဘောတရားအကြီးကျယ်ပါဘာလို့ဆိုတော့ဒါကကြပြားတွေဒါပေမဲ့အဲ့ဒီစီဝါကိုလွတ်လပ်တဲ့စီဝါစီဒွဲလို့ခေါ်တယ်သူနိုင်ငံတကာကတော့ at libertam လို့ခေါ်တယ်လွတ်လပ်ရှိတော့စီဆိုတာအများအားခါတဲ့တလဲမနှလဲမသုံးလဲမဆိုလို့တိတိကျကျဖြတ်ရပြုတ်ရတာကျွန်တော်ခွင့်ပြုတာခဏ6တယ်ပါဇက်ကအဲ့ဒီလိုပေါ့လေအလေးအလာအမှတ်သားနဲပြီတော်သေးတယ်ကျွန်တော်တို့ကနီးပညာတွေကောင်းတော့ဘာကြီးပြောကျွန်တော်အတန်သွင်းပြီးတော့ထားပြနိုင်နေသေးတယ်ဒါကျွန်တော်ခုဆိုပြမယ်ဟာကိုတံမိုးတက်လာအောင်ကြိုးစားပြောဆိုနေတာမဟုတ်ပါဘူးကျွန်တော်လက်တွေ့ကိုပြောပြတယ်လက်တွေ့ဖြစ်နေတာအဲ့တော့အလုံးတာယာနာပြောဝရှိနေသေးတယ်သောတာဝဇနာဆိုတဲ့ဒီပတ်ပြိုးတွေရိုးရရားတွေဘောလေတွေဘာညာဆိုတာကအလေးအလာသိနေသွားပြီဒီတိုင်းဒီမှာကျွန်တော်တို့ရဲ့ရိုးရနော်အဲ့ဒီလင်္ကာဝဇနာတော့ပြောနေတယ်တအားကိုရှားသွားပြီကျွန်တော်အဲ့ဒါပေါ်လွင်အောင်ပြောနေအဲ့တော့ဒီသောတာဝဇနာဓာရီပေါ့ကျွန်တော်တို့တိုင်းပြည်မှာဘာကြောင့်ဒီလိုဖြစ်သွားလဲဒါဝန်နေစရာမဟုတ်ပါဘူးနိုင်ငံတိုင်းမှာရှေးကပညာတွေကမေးမိကြောက်တယ်အဲ့အောင်ဘာလို့နိုင်ကာကွယ်ရမယ်ထိန်းသိမ်းရမယ်မှတ်သားထားရမယ်ဘာဒါပါပဲရှင်းရှင်းလေးကိုကျွန်တော်တို့ရှိတဲ့ပစ္စည်းရှိပြီးသားပစ္စည်းလေးကိုမပြောက်ပြက်ရအောင်ထိန်းသိမ်းထားခြင်းပါလေဒါသိကောင်းပါအဲ့ဒီလိုပေါ့ကျွန်တော်တို့လင်္ကာဝဇနာကိုလည်းအဲ့လိုထိန်းသိမ်းထားဖို့ကောင်းပါလေဆိုတဲ့အနေထားနဲ့ကျွန်တော်ကြိုးစားတာဒီဟာကိုကဲဆိုးမယ်ဆိုပြီးတော့ကျွန်တော်ဆရာကိုအမဘန်းဒီခံပြီးတော့ကျွန်တော်ယူလာတာပါအဲ့တော့ပြောတာလည်းတော်တော်များသွားပါပြီအဲ့တော့ကျွန်တော်စပြီးတော့ဆိုခြင်းပါလေဆိုခြင်းနဲ့ဆိုတော့ကဒီထူးခြားတာလေးတစ်ခုနဲ့ကျွန်တော်ကစတယ်ပါလေကျွန်တော်အဖေကျွန်တော်ကိုသင်ပေးလို့မှဖိတ်ကောင်းတယ်ဆိုတော့ကျွန်တော်ပြောသလိုပဲကျွန်တော်မေးတဲ့အချိန်ကျွန်တော်မန္တလေးတက္ကသိုလ်တောင်ရောက်နေပါနော်ကျွန်တော်ဗာမေးလို့ဆိုတော့ဟဲ့အောင်မင်းကြပြားထဲမှာလက်ဆိုတဲ့အကောင်ကြားဘူးလားကြပြားကြားဘူးအမကြားဘူးဘယ်လိုမှမကြားဘူးမင်းမကြားဘူးကပြောတာလေမင်းအဲ့ဒါကိုမင်းဆိုလဲဆိုဘူးလေမင်းတီးတယ်အဲ့ကျွန်တော်ဘယ်သိမှာလို့ဘယ်လိုလုပ်ဘာညာဆိုတော့မှပြောပြလက်အရေးသားကိုတဲ့ပတ်ပြိုးတွေထဲမှာကြီးပေဆိုတဲ့ဆင်ဆိုတဲ့ဘုံပြန်နေနန်းဆိုတဲ့ပတ်ပြိုးထဲမှာညှပ်ပြီးရေးထားတယ်ဟွာဆိုတော့ပြတော့ကျွန်တော်အဖွင့်အဲ့လက်ဆိုတဲ့အရေးသားနဲ့ပတ်သက်ပြီးတော့စာပိုက်ကလေးအဲ့ဒါလေးကိုဘယ်လိုဖတ်တယ်ဘယ်လိုဆိုတယ်ဆိုတာလေးကျွန်တော်အဲ့ဒါလေးနဲ့အသေးလေးနဲ့ပေါ့ဖွင့်ပြစီလက်အရေးသားပါဒါအဲ့ဒီပတ်ပြိုးကြီးတစ်ပုဒ်ဖြစ်တဲ့ဘုံပြန်နေနန်းနဲ့ exact ပါညာရေဝေလာတောင်တောငယ်တခိုးရှုတိုင်းငယ်စိုးညိုစိတ်မြဝါရွှေငယ်ဆမ်းမလို့ပင်နန်းငယ်သာထွေရောရွက်ကဲကျွေ
nuôi tuyên ra ra suy là giống bà gồm y nên xin mi thông là biang đồ mẹ sung na miang đó là bộ bảo ý sung na miang lên sur ba biểu ý sung na miang lên sur cái đó mù yên à mà lên sur ba biểu mà phết kinh cái chuyện gì vậyအဲ့ဒါကိုဖွင့်တော့မယ်ဆိုလဲနဲ့ဖွင့်နေအဲ့ဒါလေးရှိပါလေအဲ့တော့ဒါလေးဆိုပြင်းစရာလည်းမဟုတ်ဘူးအတူလေးဒါနဲ့ကျွန်တော်ဖွင့်ပါမယ်နောက်ကျွန်တော်ဒုတိယကျွန်တော်ဆိုမယ့်ဟာကအချင်းဆိုရမယ်လူဒီနှခမ်း6တဲ့ခါကျတော့တော်တော်ကိုကြီးတဲ့ပြဿနာပါဗျာကျွန်တော်လည်းမတတ်နိုင်ဘူးအဲ့ဒါဒုတိယယကံမှာ2မျိုးရှိတစ်မျိုးကဘာလို့ဆိုတော့အဲ့ဒီကဗျာလို့ဖတ်ရတယ်ရွတ်ရတယ်ကဗျာယကံဒါတစ်မျိုးအဲ့ဒီမှာဘာထူးကြလဲဆိုတော့အဲ့ဒီလိုဖတ်ရရွတ်ရတဲ့ကဗျာယကံအမျိုးအစားမှာအတီးဒုတိယပစ္စည်းတွဲတာဖက်တာမပါဘူးသူ့ကိုပတ်တရားနဲ့ဒီစရာမလိုဘူးစီးဒီစရာမလိုဘူးတစုံတရာပေါ့လေပလွေးလို့နှဲလို့နဲ့လိုက်စရာမလိုဘူးတက်ကြဗျာဖတ်တာကြဗျာပဲဗျာကြဗျာဆရာရေးပြီးတော့ကြဗျာဆရာဖတ်တာဟောအဲ့ဒီလူပါပဲသူကနန်းတွဲမှာအဲ့ဒီလူပဲသို့တော့အဲ့ဒီယကံကိုပဲဒီသဘင်သုံးဆိုတာရှိပြန်တယ်သဘင်သုံးဆိုတာယကံကိုကြိုက်လို့ဆိုပြီးတော့သဘင်တွေကနေပြီးသူတို့ဇတ်စင်မောယူသွားတဲ့ခါကျတော့သူတို့ဆိုင်ဝိုင်းသူတို့ဒီပို့ပြီးတော့ပေါ့လေဖြောပြမှုပိုကောင်းလာအောင်ဆိုပြီးတော့ဒုတိယပစ္စည်းအတွဲဖက်ထဲ့ပါတယ်ဒါဆိုင်တို့ပတ်တရားတို့ ਨੇ တွဲတဲ့ယကံမျိုးဒါလည်းကျွန်တော်ဒီကားကိုဖြည်းဖြည်းအောက်ကနေတက်ဖို့အတွက်ကျွန်တော်ဒါလေးကိုဟိုစားလုပ်ပါမယ်ဆိုပြပါမယ်ဒါယကံအစ်စ်ဖို့ဒါသဘင်လုံးယကံလို့ခေါ်ပါတယ်ကျွန်တော်မှပတ်တရားဘာညာပါလာတာမဟုတ်တော့ကျွန်တော်ဒီအမှဆိုရဒါနဲ့သူ့မှာအဲ့ဒီဒုတိယပစ္စည်းအတွဲဖက်ပါပါတယ်ဒါဘာလဲလို့ဆိုတာရမယကံနဲ့ဟာပါပဲသို့တော့ဒါသဘင်လုံးဒါဦးတို့ရဲ့ယကံဟုတ်မဟုတ်ဆိုတာတော့ဆောင်းစောတော့မှသိမှာကျွန်တော်ကတော့ဒီဟာတွေကိုကြက်လူရဲ့ကြက်ပြီးတော့ဒီပေါ်တက်ဆိုရတဲ့ကောင်မျိုးလို့စပြီဗျာခွန်ဆောင်ဝေယံလေးနံပြန်နေမေမလောချောမငယ်မောင်မော်ယုံတောင်းနေညွန်မှာမင်းတီရာညိုဖုံးကိုစွန်အင်းရုပ်ကျက်တဲ့ငယ်ကသုံးသိနေကိုကလေးချီဝေတိန်နီဒိုင်ကလေးလိုက်တဲ့ဆောင်ရွေလာကြီးလောကျုံဤတန်လာမနွယ်မနေကွာကပဲတရားသာများငါနောဒီ၍တယောထန်တရားဒီလုံမလေးကွေးအောင်လှတယ်ကြာနန်းသူငယ်ဖြူယူတို့ကိုအုံးမင်းနံကန်စံခိုးလို့ရွှေယူရယထာတိဗျာဆွဲလေများကပနာအာကမမီသံလိုမြောင်မဲသူကြီးလေပြေလိကကျိုးညူရင်နန်းပင်စခန်းငါနာလုံးတုံးခွေကြာမီလေးတော့တော့
ဒါကပင်သုံးရကန်းလို့ခေါ်ပါတယ်သူနဲ့နှိုင်းရှင်ပြီးတော့ကြည့်လို့ရအောင်ကျွန်တော်ကနန်းတွင်းသုံးရကန်းကိုပုံပြတယ်ပါတယ်တို့တော့လေဟိုအတော်ညီးငွေွယ်ဖြစ်လိမ့်မယ်ကျွန်တော်ထင်တယ်ဒါကြောင့်ကျွန်တော်နည်းနည်းကြော်ချပြပြီဘယ်ကိုချတယ်လဲလို့ဆိုတော့ဒီမြမရိုးရာမဟာဂီတမှာဒီအတွေ့ဘတ်ဆိုတဲ့ဒီအရေးအသားတွေမှာတပြန်းဆိုတာရှိတယ်ဒါကတော့လင်္ကာဝဇနာတဲ့ဟာမဟုတ်ဘူးကျွန်တော်တို့သောတာဝဇနာတဲ့ပတ်ပြိုးတွေရဲ့အဆုံးပိုက်တွေမှာတပြန်းဆိုတာတွေကိုထည့်လို့ရှိတယ်အဲ့ဒီတပြန်းတွေဟာအဲ့ဒီပတ်ပြိုးတပုတ်အားလုံးရဲ့အစီနစ်ကိုအဲ့ဒီမှာထည့်ထားရတယ်ဟိုတောင်ထိပ်ဆိုတော့ဗျာအဲ့နာမှာအမြင့်ဆုံးဖြစ်သွားတယ်အဲ့ဒါကြောင့်မို့သူကစီးလေသူကလွတ်လပ်ခွင့်ယူထားတယ်ကျွန်တော်စောစောကပြောသလိုနိုင်ငံတကာမှာတော့ ad libitum ဆိုပြီးတော့သူကဒါဟိုစားဒီလွတ်လပ်တဲ့စီးအတွေ့ပိုင်လို့ဗမာတော့သုံးတယ်အတွေ့စီးတွေလို့သုံးတယ်အဲ့ဒါလွတ်လပ်နဲ့ရိုးရခက်ရမယ်နေရဖြစ်ပါတယ်အဲ့တော့ဒီဟာအဆန်းပြမှုပါဒီမှာလာတဲ့ပြိဿအလွန်ကြားမှုပြီးသားပတ်ပြိုးကချစ်သမျှကိုပတ်ပြိုးချစ်သမျှကိုဆိုတာသစ္စာထားပတ်ပြိုးပေါ့ကိုချစ်တဲ့လူဘလောက်ချစ်တယ်လဲလို့ရေးတာအချင်းတပုတ်ဟိုအောင်ဆုံးရရောက်လို့အထွတ်စိတ်ထိုးထိတ်ကိုတက်တဲ့ရေးသားကိုပြန်တော့ချင်းနေထိုးပါတယ်ကဲချစ်သမျှကိုပြန်လေးကျွန်တော်ဆိုပြပါမယ်ချစ်ချင်းငယ်ပြိုင်မြင်မင်းပိုင်အနဝဂါပြန်မပါကဲချစ်ချင်းငယ်ဒီပြိုင်မြင်မင်းပိုင်အနဝဂါပြန်မပါကဲယွင်ဝတ်သောနွေဝံပါရယုံနိုကဘာကိုကျေတဲ့ယွင်ငယ်မာဘေမေလေဒါသဖြာမှာပြန်တော့အသုံးများပါတယ်ဒါတော့မှဒီသဖြာရဲ့ဝိညာဉ်သဖြာရဲ့လက်ရပါဖို့ကျွန်တော်သင်တော့အတော်ဆိုရတယ်တော်လို့အကျိုးရတယ်ကျွန်တော်မသိဘူးတော်တော်ကြီးကျွန်တော်လေးအကျင့်များမှဝေးလေးလို့ထွေလို့တယ်လို့ပြောပြအဲဒီများဆိုနေလို့ရှင်ဒီသဖြာမဆိုးဘူးပါတယ်ဒါပေမဲ့ဒီဆိုးတော့ဟာဒါရေဒီယိုကလာတဲ့အလွတ်ကျက်ပြီးဆိုတာကွာတော့သဖြာမှာလက်ပြမပါဘူးကျွန်တော်မသိဘူးနောက်ကြတော့ဒီအနုပညာမှာရင့်ကျက်လာတဲ့အခါကျတော့ဒီလိုရိုးရိုးလေ့ကျင့်သင်ကြားထားတာအပြင်အနုပညာလေ့ပြအနုပညာဝိညာဉ်အနုပညာတက်ဆိုတာဝင်လာတတ်တယ်ဆိုတာကျွန်တော်သဘောပေါက်သွားကျန်တဲ့အနုပညာတွေအားလုံးမှာလည်းဒီတိုင်းပါပဲဟိုရင့်ကျက်လာတဲ့အခါကျတော့လေ့ပြတော့ဝိညာဉ်လို့ဆိုတာရှိလာတတ်ပါတယ်ထားပါတော့ကျွန်တော်အခုအပြင်းကြီး
ဒါလေးကြားညက်ပြီးတော့ကျွန်တော်စိတ်ကြီးမြန်ကြီးချီဒီသတင်းဥစားပေါ့ဥစားရကန်ကိုကျွန်တော်ဆိုပါတော့မယ်နည်းနည်းရှိပါတယ်ကျွန်တော်သိခါမှာဒါဖြောပြေတာမဟုတ်ပါဘူးရကန်လေးဖတ်လိုက်ရကန်မရင်တို့ရဲ့ရကန်မှာတော့သူ့မိတဲ့လူမရှိဘူးဆိုပါတယ်စိတ်ကြီးမြိုင်ကြီးကိုရည်ကြီးတော်တောင်းနေအောင်ခံပန်းပြန်ပင်စင်မြေနေရန်ဖဲခရက်စိတ်မြမောခမနွေလာတမောင်ရင်ရင်ရောက်ခါကလာနေတော့ကဲရွှင်ရွှင်ဝင်ဘူးရစင်ရသည်ရွှေပင်စင်ဝဲပင်စင်ဗမာပင်စင်ကမုံအင်ဖဲဆောင်းဆက်ရိတ်ကိုရဲတွေ့လို့ဆိုတော့မီလက်ကန်တို့တမီလက်တန်ရှိနေအောင်ညီလာရောင်ဝါမိုးလုံးများမိုးလုံးမှိုင်းပလဲဆိုင်ပလဲပွင့်ချစ်စရာလိပ်ပြတော့နီလာရောင်တောင်လုံးဆိုင်သုံးဝင်းဆိုင်လေးဝင်းဆိုင်ခိုင်လို့လားຫນွေတိုင်းရင်ညာရန်စိတ်မြမလေးသိနိုင်လားကင်းကြီးကပြီးနေကတချို့ကနီးပြပြတချို့ကဖြူဝါဝါတချို့မှာချိတ်ပွင့်တချို့ကပန်းရင်လို့ပင်စင်ပန်းပြန်ဝဲမီခံခြင်းတွင်ဖြင့်ဝေယနာမြင်ရှင်တိုင်းမြင်မူမျိုးဝမင်းစာလိမ့်မပါပဲကွယ်ရစေပြင်ရောက်လို့များမြင်မလားသေခြင်းသေရှင်ခြင်းရှင်အမတန်အင်တန်ရောက်တော့ခံရမည်ကပါမြတ်ပါတော်ဝခိုင်လုံးလားငါဟူလောင်ပန်းပွင့်ဘယ်ကုန်းရောက်ဝဲမလဲဟုံနေကနေချွေဒဇင်ပါယမီကိုသင်ယုံဟုတ်ဘူးအောင်ထူသည်ပန်းလာမချေချေမချေချေဆိုဟဲ့ပဲဆိုမဆိုပဲလာသူမောပါလျက်ဖြင့်ရွှေအာနာကောင်းတိုင်းပြောင်မြောင်းနေလို့ရှောင်ရမည်ကပါရှာရမည်ပန်းများမွန်များသစဉ်ကိုကျွန်တော်ဒီနေ့စီစဉ်ထားတာဒီနောက်ဆုံးအစီအစဉ်ပါပဲဒါပြီးရင်ပြီးပါပြီကျွန်တော်ကျမ်းမာရေးလည်းသိမကောင်းပါဘူးကျွန်တော်မနေ့ထိတ်ပြီးတော့ဖုန်းရပါတယ်နောက်တစ်ခုကကျန်တဲ့တန်ကြိုးတို့လူသားတို့ဘယ်နဲ့ဘာညာပေါ့ကျွန်တော်အစင်သင့်မဖြစ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီအစီအစဉ်လေးဒါနောက်ဆုံးပါဒါဒီအဲ့ဒီနေရာမှာတော့ဘိုးပါပဲဆိုတဲ့မိခွေဆူဆရာမကြီးမဲခွေနေနကမရာသာချီဒီမိကရာဒီွယ်နေနာကမကပါယာအဇာအသောနီယေနေငယ်ကြီးစန္ဒီစိတ်တရား
တူရှင်ပြန်ပပြရလာအတာကိုတဲ့လေသီရငယ်သမားပြမောတပြေမြကြီးတကောင်းကြီးကအောင်စီညုံလို့ရေလုံးသမားခါကြီးတောက်ရှုဥပါကျေနီလာနဲ့ရွှေစာပေါက်လို့တင်ကိုညိုနဲ့ပြိုမိနဲ့ချိန်နဂလိန်လုံးအိမ်ဖွဲပါငါလို့မက်စီဂမဲသင်လွယ်သမားရွှေအောင်ဂံကိုဝမုံမွေထုံဒုံနဲ့ရကုန်မြိုင်ပြတော်တလွားငါခါရလို့ပူအောင်မဲကိုမိုးကြီးတစ်ဖွဲ့လေးတလဲနဲ့16တိုင်းမပြတ်केဆိုင်လို့မိုင်းမိုင်းငယ်ညိုမဖို့တီရာစိတ်ငယ်ကချီညိုနွယ်ပြင်းဒီကငါ့ကိုထားလမ်းဘဝသုံးပြီးမိတ္တာဝင်မရွှင်နိုင်တာစမ်းလုံးရင်ပြတ်ခေရမြတ်ဆန်တော်တရားကတေဇာတော်ချီပါနဲ့ဝေသာလီပြည်ကြီးမှာမထေကြီးရေကပါဒါပါခင်